ညပွဲကတော့ကျွန်တော်တို့ emotion အပြည့်နေပဲကျွန်တော်တွေကြီးလို့လည်းကောင်းတယ်လို့ဘောလုံးပွဲပြီးသွားတဲ့အချိန်မှာလည်းရတာပပေါင်းဆုံးတိုက်ခိုက်မှုတွေဆွေပြက်မိတ်ပြက်ဆွေပြက်ပါပဲเนาะဟိုမှာဆိုရင်တော့ဒါအာဂျင်တီးနားနဲ့အီဂျစ်မှာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အင်ဇာကောင်းကောင်းမလုပ်ခဲ့တာအာဂျင်တီးနားပဲအီဂျစ်ဟာအင်ဇာကောင်းကောင်းလုပ်ခဲ့တယ်အာဂျင်တီးနားဟာအင်ဇာကောင်းမလုပ်ခဲ့ဘူးပြောမယ်ဆိုရင်တော့ကိတ်ပါတီပွဲတုန်းကကျွန်တော်တို့လိုအပ်ချက်တွေကိတ်ပါတီနဲ့ပွဲတုန်းကအထင်စမောမှုတွေကျွန်တော်တို့မပြင်ဆင်ခဲ့ဘူးဗျပြောမယ်ဆိုရင်တော့သင်ခန်းစာကောင်းမမျိုးခဲ့ဘူးကျွန်တော်တို့နောက်ပြီးအီဂျစ်ကိုလည်းကြည့်ရမယ်ဆိုအီဂျစ်အနေနဲ့လည်းအရန်ကိုကျွန်တော်စူးစမ်းပြင်ဆင်ခဲ့တာကိုတွေ့ရတယ်အရန်ကောင်းပါတယ်အီဂျစ်တကယ်ဆိုရင်နောက်တစ်ဆင့်နိုင်တော့အောင်ကိုအီဂျစ်ရဲ့ပြည့်စုံပါတယ်သူ့ရဲ့စူးစမ်းမှုသူ့ရဲ့လုံလသူ့ရဲ့အားထုတ်မှုဘာနဲ့မှကျွန်တော်တွေလဲလို့မရဘူးကြည့်ရတာအရန်ကောင်းတယ်အရန်ကိုကျွန်တော်ဒီကျွန်တော်ပြောပြီးတာကမ္ဘာဗလာဆိုတာကဘယ်အတင်းမှထင်နေလို့မရဘူးမင်း48တင်းလုံးကကမ္ဘာမှာနိုင်ငံပေါင်း198နိုင်ငံဗျာကျွန်တော်တည့်တော့100ဝင်နိုင်ငံအဲ့လောက်ထဲမှာ48တင်းတက်တယ်48တင်းမှာကျွန်တော်တို့ဘယ်ကောင်းမှပြောမယ်ဆိုရင်တော့ညံ့တဲ့တင်းတွေပါလာမဟုတ်ဘူးနောက်ပြီးတော့ပြောရမယ်ဆိုရင်တော့သူတို့ကစားနေတာဟာသူတို့အတွက်မဟုတ်ဘူးသူတို့နိုင်ငံအတွက်အတိတ်ခါအတွက်စစ်ပွဲလို့ကစားနေတာအဲ့ရကိုပြီးဖို့လိုအပ်တယ်အထင်သေးရင်တော့အထင်သေးရဲ့တင်ခံပါအာဂျင်တီးနားဟာအင်္ဂါကောင်းမလုပ်ခဲ့ဘူးသူတို့အရန်ပေါ့တယ်ဗျာပေါ့တီပေါ့ပြက်နေတယ်ကျွန်တော်ထင်မိတာပွဲစားရ what the hell shit ဘယ်လို့မှကျွန်တော်ကစားဖို့တယ်မရဘူးအေးရဲ့ခိုးပေါင်းမှုတွေစောင်းရန်ကောင်းတယ်ဦးကြီးဟာစောင်းရန်ကိုကောင်းနေဗျာshit အာဂျင်တီးနားမလွယ်ဘူးဒီလိုခြေထွန်းနေဆိုရင်တို့ဖလားကမရနိုင်ဘူးဗျာကျွန်တော်တကယ်ပြောမယ်ဒီလိုခြေသွင်းနေဆိုရင်ဒီကြောင့်အာဂျင်တီးနားဖလားမရဘူးဟိုဘက်ချမ်းကောင်တွေပဲရမှာမရနိုင်ဘူးကျွန်တော်တကယ်ပြောမယ်အာဂျင်တီးနားဖလားမရဘူးဒီလိုခြေသွင်းနေ2022ကိုဝက်ခက်တုန်းအာဂျင်တီးနားလို့တင်ဝက်နဲ့ဒီ2026ဟာဒီ2026ကဟို2018 2014လောက်ကအာဂျင်တီးနားလို့ပဲကျွန်တော်မြင်နေရတယ်ဟုတ်တယ်မက်ဆီပေါ်မှာမိကိုနေတယ်ဗျာအီဂျစ်နဲ့ပွဲပြီးဒါပေမဲ့တခုကြီးကျိုးစရာကောင်းတာကနှစ်ကိုရှိတဲ့အချိန်မှာကျွန်တော်ခင်ဗျားဒိုင်းနေပါကျွန်တော်ထားလိုက်တော့နော်ဒိုင်းနေကဟုတ်တယ်မလားဒိုင်းနေဆိုတာကဒီလိုပဲခင်ဗျားတို့ပရီးမီးယားလိဂ်ပွဲကြီးတဲ့ကောင်းနေပရီးမီးယားလိဂ်ပွဲကြီးနေတဲ့ကောင်းနေဆိုခင်ဗျားတို့ဒီလားခင်ဗျားတို့နေရကြမှာနော်ပရီးမီးယားလိဂ်မှာဘောနဲ့လာလီဂါဖန်နေတခြားဖန်နေဆိုရင်တော့ခင်ဗျားတို့နေရကြမှာကြမယ်တိလားနော်ပရီးမီးယားလိဂ်မှာမဟုတ်ရင်တော့နေရကြမှာထားလိုက်တော့ဒါကိုကျွန်တော်တက်ကျွန်တော်နောက်ပြောထားလိုက်တော့နော်အခုအာဂျင်တီးနားဟာ2-0တဲ့အနေထားမျိုးမှာကင်းဘက်ပြန်လာတယ်ဗျပြန်လာတဲ့အနေထားမျိုးမှာစောင်းရမ်းကိုကျွန်တော်စောင်းရမ်းကြိုက်တယ်စီလုံးမှု2-0ရွှေ့အချိန်မှာဟာစိတ်သက်ကြမသွားဘူးအဲ့ဘရာဇီးနဲ့ပွဲမှာကျွန်တော်တို့နော်ဝေးက2ဂိုးရွှေ့အချိန်မှာဘရာဇီးကလည်းစောင်းစိတ်သက်ကြတော့ပါတယ်အခုတော့အာဂျင်တီးနားကအဲ့စိတ်သက်ပန်းလေးတော့2022ကလက်ကြံလေးကြံနေတယ်ဒါပေမဲ့လိုအပ်ချက်တွေကတော့အများကြီးပါဒီ2026အာဂျင်တီးနားဝက်မှာတင်ဟာလိုအပ်ချက်တွေကတော့တော်တော်လေးများပါတယ်နော်မလွယ်ပါဘူးကျွန်တော်တို့လုံးဝမလွယ်ပါဘူးဒါပြောမယ်ဆိုရင်တော့ရတော့တဲ့ဂိုးတွေကလည်းကျွန်တော်တို့အကြီးသွင်းမြင်ဂိုးတွေပါအကြီးသွင်းမြင်ဂိုးတွေနောက်ပြီးတော့အကြီးသွင်းမြင်ဂိုးတွေကွာတိလားအကြီးသွင်းမြင်ဂိုးတွေထားပါတော့ကျွန်တော်တို့ဒါအာဂျင်တီးနားအနေနဲ့ကျွန်တော်တို့အာဂျင်တီးနားနဲ့ဒီလိုခြေနေရဆိုရင်တော့နောက်ပွဲတွေဟာလုံးဝ dangerous ကွာတာဖိုင်နယ်မှာဆွစ်ဇာလန်နဲ့တွေ့မယ် maybe နိုင်ချင်းကောင်းနိုင်မယ်စီးဖိုင်နေမကြော်ဘူးဗျာဟုတ်တယ်မလားမကြော်ဘူးတကယ်မကြော်စီးဖိုင်နေမကြော်ဘူးเนาะဒီလားလုံးဝစီးဖိုင်နေမကြော်ဘူးအာဂျင်တီးနားဒီလိုခြေနဲ့ကစားစီးဖိုင်တွေကိုလုံးဝမကြော်ဘူးတကယ်ပြောတာเนาะကွာတာဖိုင်နယ်တော့ရှုံးရင်ရှုံးတော့မှာဒီလားအီဂျစ်ကစောင်းရန်ကိုအင်ဇာကောင်းကောင်းလုပ်ခဲ့တယ်စောင်းရန်ကိုကျွန်တော်တို့တက်ကြွနဲ့ကစားအာဂျင်တီးနားကောင်တွေကလေစောက်ဆရာကြီးစတိုင်ဖမ်းနေရကစားဘက်ကိုတဲမရဘူးလား what the hell fuck ပြောမယ်ဆိုရင်တော့ဒီကောင်ကြီးခြေကစားနေကစားဘက်တဲမရဘူးဗျာဟုတ်တယ်မလားအဲ့လိုပြောလို့လည်းမင်းအကြီးကိုကျွန်တော်အကြီးစောင်းရန်ကောင်းတယ်တကယ်နောက်တစ်ဆင့်တက်ဖို့ကြီးတွေးရအကြီးမှာအလုံးဝပြည့်စုံနေဗျာဟိုဂိုးတွေကိုလည်းကျွန်တော်တို့ဂိုးတွေဟုတ်မယ်ဆိုရင်တော့ကျွန်တော်လှပတဲ့ဂိုးတွေကြီးအကြီးရှူရလဲစောင်းရန်ကိုကောင်းဝင်အကြီးကတိလားနော်ကျွန်တော်ပြောအီဂျစ်ဖန်တွေပဲပြောတာအီဂျစ်ဒီကဲကိုအီဂျစ်တင်းအဖန်တွေပဲပြောတာတခြားဖန်တွေပြောတာမဟုတ်ဘူးစောင်းရမ်းကောင်းတဲ့ကိုတွေဒီတင်းမျိုးကစားနေစောင်းရမ်းမိုက်တယ်ကွာနောက်တစ်ဆင့်2မျိုးတကယ်ပြောတာဟောမက်ဆာလက်ကြီးအရင်တနာရတယ်တိလားကောင်းလိုက်တာဆာလက်ကြီး
စာကြီးရဲ့နုပြမှုတွေဒီတကွမှာမြန်ကြီးတယ်ဟိုဟူဆင်ဆွဲကလေးကလည်းအရန်နေရာယူမှုတွေစောင်းရန်ကောင်းနေဗျာကိုလိုမာဒီနှစ်ကမ္ဘာဖလားကတော့ဂိုလိုမာတွေရဲ့နှစ်လို့ပြောလို့ရတယ်ဟုတ်လို့လေကိုလိုမာတွေနှစ်လို့ပြောလို့ရတယ်ကိုလိုမာတွေစောင်းရန်ကောင်းနေဗျာကိုလိုမာပင်လယ်ဒီမွေးနာမက်ဆီရှစ်ဒါမက်ဆီမွေးနာကနှစ်ပွဲသက်သက်ကြီးမဖြစ်တဲ့တော့ဘူးအဲ့လိုကြီးရတော့နော်ဆရာသမားနှစ်ပွဲသက်သက်ကြီးနှစ်ပွဲသက်သက်ကြီးမနေမွေးဘူးဗျာအရေးကြီးပြီဆိုရင်အဲ့မက်ဆီကတိလာလေနယ်မက်ဆီကပင်လယ်ဒီကသူ့ဘွားရဲ့ပင်လယ်ရဲ့ကျင်းစာစိုးပဲတကယ်ပြောတာသူပင်လယ်ဒီမွန်လုံးမို့ပွဲတွေလည်းရှုံးပြီသူလူပင်လယ်ဒီမွန်လုံးမို့ကိုပါအမေရိကဖလားလည်းမရခဲ့ဘူးနော်ဒါကတော့လီယိုမက်ဆီအားနေချက်ကတော့ပင်လယ်ဒီမွန်ကျင်းလို့ပြောလို့ရတယ် what shit the fuck ဟာငါတို့အာဂျီနာဘလိုနဲ့မှကျွန်တော်တို့ဖလားရဖို့လမ်းမမြင်ပါဘူးနော်ဖလားဖို့လမ်းမမြင်ပါဘူးဒီလိုချင်းနေတော့အများကြီးစူးစမ်းရမယ်အများကြီးလည်းကျွန်တော်တို့ဒီချက်မကောက်ဘူးကျွန်တော်တို့တွေအာဂျီနာကလုံးပြမှရတော့မယ်အများကြီးပြင်ဆင်မှရတော့မယ်ဒီကမှမဟုတ်ရင်တော့ခင်ဗျားတို့ go I'm back အိမ်မြန်ပြန်တော့နော်တိလားစိတ်သက်ပိုင်းကဆရာစောက်စာရေးတိုင်ဖမ်းနေတယ်နော်အဲ့ရပြောတော့ကျွန်တော်ကတော့မထင်ပါဘူးဒီ work မှာအာဂျီနာမထင်တော့ဘူးဒီလိုချီတဲ့ကစားနေတော့မထင်ပါဘူးနော်ဟိုဘချမ်းဆရာကြီးပဲဖလားရမှာတိလားတကယ်ပြောတာဟိုဘချမ်းဆရာကြီးစပိန်တို့ France တို့အဲ့ဘချမ်းဆရာကြီးပဲကျွန်တော်ဖလားရမှာဒေးရတယ်အဲ့ကောင်တွေပဲဖလားရမှာမပူနဲ့နော်ဒီဘက်ချမ်းကောင်တွေကတော့မထင်ပါဘူးနော်ဒီဘက်ချမ်းကောင်တွေဗတ်တိပတ်တဲ့နဲ့ဖြစ်နေတာပဲဒီလားနော်ဟာရှဲကျွန်တော်ကတော့လီယိုမက်ဆီကိုကြိုက်တာမှန်မယ်ကျွန်တော်ဒီနေ့ကဘက်ကမှာတော့ကျွန်တော်နော်ဝေးဖန်မယ်နော်ဝေးဖလားကြရင်တော့ခင်ဗျားတို့မုံကျွေးမယ်